ယူကရိန်းဝင်ကြီးချုပ်ရဲ့ကလေးတွေဟာပြတိုက်တစ်ခုမှာအမှုပညာလက်ရာတွေကိုကြည့်ရှုနေတော့မှသူတို့ကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့ကြပါတယ်။ကလေးတွေကိုခေါ်ဆောင်ဖို့ကြိုးစားခဲ့တဲ့ကားကိုအဖွဲ့တစ်ဖွဲ့ကတိုက်ခိုက်ပြီးကလေးတွေကိုခေါ်ဆောင်သွားခဲ့တာပါ။ဒီနောက်မှာတော့ကားလိုက်လံဖမ်းဆီးမှုတွေဖြစ်ခဲ့ပြီးနောက်ဆုံးမှာတော့ကလေးတွေကိုရဟတ်ယာဉ်နဲ့ခေါ်ဆောင်သွားခဲ့ပါတယ်။ဒီအချိန်မှာပါစာလန်လွတ်မြောက်ရေးတပ်ဦးကချာနိုဘိုင်းနျူကလ িয়ার တပ်အားပေးစက်ရုံကိုသိမ်းပိုက်ပြီးတော့နျူကလ িয়ার တပ်ပေါင်းဖို့ကိုပောက်ကွဲစေဖို့အတွက်82နာရီသတ်မှတ်ထားတဲ့ပောက်ကွဲရေးပစ္စည်းတွေနဲ့တပ်ဆင်လိုက်ပါတယ်။ဘူချူတိုဘော့ဖ်ကဝန်ကြီးချုပ်ထံကိုတရင်စကားပို့ခဲ့ပြီးတော့နိုင်ငံရေးအကျဉ်းစာ229ယောက်ကိုပြန်မလွတ်ပေးရင်တပ်အားပေးစက်ရုံကိုဖောက်ခွဲမယ်လို့ချင်းချော့ခဲ့ပါလိ။ကလေးတွေကိုလည်းတပ်ပြမယ်လို့ပြောခဲ့ပြီးတော့ပါစာလန်ရဲ့လုံးဝလွတ်လပ်ရေးကိုတောင်းဆိုခဲ့ပါလိ။ဒီဖြစ်ရတွေထဲမှာဒေါက်တာကိုလင်ကပြန်ပေးဆွဲသူတူကိုစစ်ဆေးတဲ့အခါမှာတော့သူ့ကိုကြည်စံတွေအများကြီးထိမှန်ခဲ့ပေမဲ့ဘာနာကျင်မှုမှမရှိတာကိုတွေ့ခဲ့ပါတယ်။ဒီလူဟာတက်ခွဲခန်းမှာဖန်တီးထားတဲ့ NGU ဆိုတဲ့နောက်မျိုးဆက် Universal Soldier တဲ့ဆိုတာပေါ်ပေါက်လာခဲ့ပါတယ်။ဒေါက်တာကိုလင်ကတန်ရာရထားတဲ့လက်မောင်းကိုဖျက်တောက်ပြီးအစ်စ်လဲလဲပေးခဲ့ပါတယ်။ဒီနောက်မှာတော့ဗိုလ်မှူးကြီးကိုဘေကယူကရိန်းခေါင်းဆောင်နဲ့တွေ့ဆုံပြီးအခြေအနေကိုဆွေးနွေးခဲ့ပါတယ်။သူတို့ဟာ NGU ရဲ့စွမ်းရည်ကိုတည်ခဲ့တဲ့အတွက်သူ့ကိုတိုက်ခိုက်ဖို့အတွက်သူတို့ကိုယ်ပိုင် Universal Soldier တွေကိုပြန်လည်အသစ်သွင်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဘာဂျီနီယာမှာဒေါက်တာပေါ်တာက Cryo Freeze လုပ်ထားတဲ့ Universal Soldier 4ယောက်ကိုနှိုးချစေခဲ့ပါတယ်။ညဘက်မှာတော့ချာနိုဘိုင်မှာစစ်သားတွေစုဝေးခဲ့ကြပြီးဒေါက်တာပေါ်တာက Universal Soldier အစီအစဉ်ကြောင့်ရှင်းပြခဲ့ပါတယ်။ဒီစစ်သားတွေဟာ Nitrogen အခြေခံဓာတ်ငွေ့နဲ့ဦးနှောက်အာရုံကြောဆိုင်ရာပြုပြင်မွမ်းမံမှုတွေကိုအသုံးပြုပြီးအသက်ပြန်ရှင်လာခဲ့ကြတာပါ။သူတို့ဟာပုံမမြန်ဆန်ပြီးတမ္မာကစီမံခန့်ခွဲလို့ရတဲ့စစ်သားတွေဖြစ်လာခဲ့ကြပါတယ်။9နှစ်အကြာမှာတော့ဒေါက်တာပေါ်တာကကော်လင်ကိုဒီစီမံကိန်းကိုလွှဲပေးခဲ့ပြီးသူကမျိုးရိုးဗီဇကူထုံနဲ့ပုံတူပွားနှဲပညာကိုအသုံးပြုပြီး NGU တွေကိုဖန်တီးခဲ့လာဖြစ်ပါတယ်။ဒီ NGU တွေဟာအကျန်းဖတ်တပ်ဖြတ်တတ်တဲ့စစ်တွေဖြစ်ပြီးတနေ့မှာတော့သူတို့ဟာအစိုးရအဆောက်အုံတစ်ခုမှာဝန်ထမ်း12ယောက်ကိုတတ်ခဲ့ကြပါတယ်။ဒီစီမံကိန်းကိုရပ်တန့်ခဲ့ရပေမဲ့တနေ့မှာတော့တစုံတစ်ယောက်ကစိတ်ဝင်ထဲကိုဖောက်ထွင်းဝင်ရောက်ပြီး NGU တယောက်ကိုခိုးယူသွားခဲ့တာဖြစ်ပါတယ်။သူတို့ဟာကော်လင်ကဘဲစစ်တပ်ကနေထွက်ခွာပြီးတော့အရှေ့ယူရိုပါမှာလုံခြေစားစစ်သားအဖြစ်လုပ်ကိုင်နေခဲ့တယ်လို့ယုံကြည်ခဲ့ကြပါတယ်။သူတို့ဟာနိုးထလာတဲ့ Universal Soldier 4ယောက်ရဲ့အကူအညီနဲ့ NGU ကိုတိုက်ခိုက်ရမယ်လို့စစ်သားတွေကိုပြောခဲ့ပါတယ်။မူလက9ယောက်ရှိခဲ့ပေမဲ့9ယောက်မြောက် Universal Soldier ဖြစ်တဲ့လူကတော့ဆွစ်ဇာလန်မှာအပြုအမူပြုပြင်ပြောင်းလဲရေးကုထုံးခံယူနေခဲ့တာဖြစ်ပါတယ်။လူခါသူ့ရဲ့ကုထုံးဆိုင်ရာချင်းဆိုမှုမတိုင်မီစီးတောက်ခဲ့ပြီးသူ့ရဲ့အတိတ်ကိုမမှတ်မိပေမဲ့သူလှုပ်ခဲ့တာတွေအတွက်တော့ရှက်ယုံနေခဲ့ပါတယ်။ဒီနောက်မှာတော့ Luke နဲ့ Dr. Sandra တို့စားတောက်ဆိုင်တစ်ဆိုင်ကိုတွားရောက်ခဲ့ကြပြီး Luke ကသူ့ကိုလက်ညှိုးထိုးပြတဲ့လူတစ်ယောက်ကိုရန်တွေ့ပြီးစားပွဲတွေကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ဆန်ဒရာကရပ်တန့်ခိုင်းပေမဲ့မအောင်မြင်တဲ့အတွက်သူ့ကိုကိုထီလက်ရောက်တားဆီးခဲ့ရပါတယ်။ဒီနောက်မှာတော့သူတို့နှစ်ယောက်ရဲမရောက်မီဆိုင်ကနေထွက်ခွာသွားခဲ့ကြပါတယ်။တအားပေးစေုံမှာဗိုလ်ချုပ်ဒိုဘော့ဖ်ကသူ့အဖွဲ့ကလူတွေကို NGU တိုက်ခိုက်တာကိုတားဆီးဖို့အတွက် microchip တွေထိုးသွင်းဖို့ကော်လင်ကိုအသင့်အကျပ်ခိုင်းစေခဲ့ပါတယ်။ဒီအချိန်မှာ American စစ်တပ်ကလည်း Universal Soldier တွေကိုတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေခဲ့ပါတယ်။သူတို့ကိုတင့်လျော်တဲ့ကိရိယာတွေနဲ့ဦးကောင်းခွန်တွေမှာအထူးနားချက်တွေတပ်ဆင်ပေးခဲ့ပါတယ်။လူတိုင်းအစဉ်သင့်ဖြစ်တဲ့အခါမှာတော့ဝန်ကြီးချုပ်ရဲ့ကလေးတွေကိုကယ်တင်ပြီးဓာတ်ပေါင်းဖို့ကိုလုံခြုံအောင်လုပ်ဖို့တာဝန်ပေးရခဲ့ပါတယ်။ NGU နဲ့တွေ့ရင်တော့တာမလူတွေကရှောင်ရှားပြီး Universal Soldier တွေကိုပဲကင်တွယ်ခိုင်းခဲ့ပါတယ်။မနက်စောစောမှာ American တပ်ဖွဲ့တွေဟာတအားပေးစစ်ရုံကိုရောက်ရှိလာခဲ့ကြပါတယ်။သူတို့ဟာခိုးကြောင်ခိုးဝက်လူရှာဖို့ကြူစားခဲ့ကြပေမဲ့စစ်သားတဦးကမိုင်းနှင်းမိပြီးပောက်ကွဲမှုကြောင့်ရန်သူတွေကိုတတိပေးမိခဲ့ပါတယ်။သူတို့ဟာတကားအားလုံးကိုပိတ်ဆို့ပြီးရန်သူအားလုံးကိုအလင်းအမြန်တတ်ခဲ့ကြပါတယ်။ area ရှင်းလင်းသွားတဲ့အခါမှာတော့သူတို့ဟာဓာတ်ပေါင်းဖို့ကိုဝိုင်းရန်ဖို့အတွက်ဓာတ်အားပေးစေုံထဲကိုဝင်ရောက်ခဲ့ကြပါတယ်။ဒါပေမဲ့ဗိုလ်မှူးကြီးကိုဘေကသူတို့ကိုအပြင်မှာမနေခိုင်းပြီး Universal Soldier တွေကိုပဲခိုးဝင်ခိုင်းခဲ့ပါတယ်။ဒီနောက်မှာတော့ Universal Soldier 4ယောက်ဟာကွဲသွားပြီးအဆောက်အုံကိုရှာဖွေခဲ့ကြပါတယ်။ဒီအခြေအနေက NGU ကိုတိုက်ခိုက်ဖို့အတွက်လွယ်ကူစေခဲ့တာဖြစ်ပါတယ်။သူဟာစစ်သားတအုပ်ပေါ်ကိုခုန်ချပြီး platform ကနေပစ်ချလိုက်ပါတယ်။ဒီနောက်မှာတော့သူဟာစစ်သားကိုအကြိမ်များစွာထိုးနှက်ပြီးဓာတ်နဲ့ထိုးခဲ့ပါတယ်။ပြီးတော့ဒုတိယစစ်သားနောက်ကိုလိုက်သွားပြီးအလွယ်တကူထိုးနှက်တပ်ပစ်ခဲ့ပါတယ်။ NGU ဟာ Universal စစ်သား4ယောက်စလုံးကိုတယောက်ပြီးတယောက်တပ်ပစ်ခဲ့ပါတယ်။
ဘိုမူကြီးကိုဘေးဟာတာမန်စစ်သားတွေကိုစုပ်ခွာဖို့ပြောခဲ့ပေမဲ့ဒီသတင်းကတော့သူတို့စီကိုရောက်မလာခဲ့ပါဘူး။ NGU ကသူတို့ကိုတယောက်တည်းတိုက်ခိုက်ခဲ့ပြီးကြီးစာနေကသူ့ကိုမနာချင်းစေနိုင်ခဲ့ပါဘူး။သူဟာတာမန်စစ်သားအားလုံးကိုစက္ကန့်ပိုင်းတွင်မှပစ်တက်ခဲ့ပါတယ်။ ဒီနောက်မှာတော့ NGU ကဘာကပါဝင်လူမြောက်လာတဲ့စစ်သားအချို့ကိုတိုက်ခိုက်ခဲ့ပါတယ်။ဘာကနဲ့တခြားအသက်ရှင်ကျန်ရစ်သူတယောက်ဟာထွက်ပြေးခဲ့ကြပြီးဒေါက်တာပေါ်တာနဲ့ကိုဘီတို့ကို NGU ကို Universal Soldier တွေနဲ့ပူးပေါင်းတိုက်ခိုက်ခွင့်မပေးတဲ့အတွက်ဒေါသတကြီးအော်ဟစ်ခဲ့ပါတယ်။ဒီနောက်မှာတော့ဝန်ကြီးချုပ်ကနိုင်ငံရေးအကျဉ်းသား100ကိုလွှတ်ပေးပြီး NGU ရဲ့ပောက်ကွဲရေးပစ္စည်းတွေကိုရပ်တန့်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ဗိုလ်ချုပ်တိုပေါ့ဖ်ကလည်းဒီအစီအစဉ်ကိုသဘောတူခဲ့ပြီးပောက်ကွဲရေးပစ္စည်းတွေကိုရပ်တန့်ခဲ့ပါတယ်။ဒါပေမဲ့ကော်လင်ကတော့ဒီအစီအစဉ်ကိုမကျေနပ်ခဲ့ပါဘူး။သူဟာအင်ဒရူးဆိုတဲ့သူ့ရဲ့လျှို့ဝှက်လက်နက်ကိုနိုးထားစေခဲ့ပါတယ်။အင်ဒရူးဟာမူရင်း Universal Soldier တွေထဲကတစ်ယောက်ဖြစ်ပြီးစိတ်ရောဂါရှိသူဖြစ်လို့တပ်ပစ်ခဲ့တာဖြစ်ပါတယ်။ကော်လင်နဲ့တိုပေါ့ဖ်တို့တွေ့ဆုံခဲ့ကြပြီးတိုပေါ့ဖ်ကဆက်တိုက်ခိုက်ခြင်းစိတ်မရှိဘူးလို့ပြောခဲ့ပါတယ်။ကော်လင်ကတော့စစ်တပ်တစ်ခုတိစောက်ချင်ခဲ့တဲ့အတွက်မကျေနပ်ခဲ့ပါဘူး။ဒီနောက်မှာတော့အင်ဒရူးပေါ်လာခဲ့ပြီးတိုပေါ့ဖ်နဲ့ကော်လင်နှစ်ယောက်စလုံးကိုတပ်ပစ်ခဲ့ပါတယ်။အင်ဒရူးကသူ့ရဲ့ဦးခေါင်းကချစ်ကိုဓာတ်နဲ့ဖယ်ရှားပစ်ခဲ့ပါတယ်။ ဒီအချိန်မှာဝန်ကြီးချုပ်ရဲ့ကလေးတွေကလည်းထွက်ပြေးဖို့စ조사နေခဲ့ကြပြီးဘတ်နဲ့တွေ့ဆုံပြီးအဆောက်အုံထဲကနေအပြင်ကိုထွက်လာခဲ့ကြပါတယ်။အန်ဒရူးကပောက်ကွဲရေးပစ္စည်းတွေကိုပြန်လည်အထက်သွင်းခဲ့ပြီး US Army ကလည်းဒီအခြေအနေကိုချက်ချင်းသိခဲ့ကြပါတယ်။ဗိုလ်မှူးကြီးကိုဘေကဒေါက်တာဆန်ဒရာကိုလူခွေကူတာမှုကိုအမြန်ဆုံးပြီးအောင်လုပ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဆန်ဒရာကလူခကိုနောက်ဆုံးဆေးထိုးပေးလိုက်တဲ့အခါမှာတော့လူခဟာသူ့ရဲ့မညံတွေကိုပြန်လည်ရရှိခဲ့ပါတယ်။လူခဟာဆန်ဒရာကိုဖက်ပြီးတော့သူ့ရဲ့ mission တော်တာထွက်ခွာခဲ့ပါတယ်။လူခဟာတာအောက်ပေးစေအောင်ကိုရောက်တာနဲ့မြေပြင်မှာပြေးလွှားပြီးမြင်သမျှလူတိုင်းကိုပြစ်တက်ခဲ့ပါတယ်။သူ့ကိုဂျစ်ကားနဲ့ဖြတ်မောင်းခဲ့ပြီးမြဲသူကချက်ချင်းပြန်လည်နိုးထလာပြီးရန်မောင်း2ယောက်စလုံးကိုပြစ်တက်ခဲ့ပါတယ်။ကြီးစံကုန်းသွားတဲ့အခါမှာတော့သူဟာဓာတ်ကိုအုံပြူပြီးလက်ချင်းရင်တိုက်ခိုက်ကရန်သူအလုံးကိုတပ်ပစ်ခဲ့ပါတယ်။ NGU ကတိုးပေါ့နဲ့ကော်လင်တို့ရဲ့အလောင်းတွေကိုတွေ့ခဲ့ပြီးတရားခံကိုလိုက်လံရှာဖွေခဲ့ပါတယ်။ သူဟာဘာကနဲ့တိုးခဲ့ပြီးတော့ကလေးတွေကိုထွက်ပြေးစေခဲ့ပါတယ်။ NGU ကဘာကိုအလွယ်တကူထိုးနှက်ပြီးတပ်ပစ်ခဲ့ပါတယ်။လူကဟာပင်မအဆောက်အုံကိုရောက်တဲ့အခါမှာတော့ဓာတ်ခွဲခန်းထဲကအလောင်းတွေကိုတွေ့ခဲ့ပြီးဘာဖြစ်ခဲ့တယ်ဆိုတာကိုတန်တရားဝင်ခဲ့ပါတယ်။ဒီနောက်မှာတော့သူဟာသွေးလမ်းကြောင်းကိုလိုက်သွားပြီးကော်လင်ရဲ့အလက်ထောက်လည်းတီဆုံးနေတာကိုတွေ့ခဲ့ပါတယ်။ဘေးချင်းကခန်းမှာတော့သူဟာအန်ဒရူးကကလေးတွေကိုထောင်ပိတ်မိနေတာကိုတွေ့ခဲ့ပါတယ်။လူကနဲ့အန်ဒရူးတို့ပြင်းထန်စွာတိုက်ခိုက်ခဲ့ကြပြီးအခန်းကိုဖျက်ဆီးပစ်ခဲ့ကြပါတယ်